ဝေသည်လူတိုင်းဤတဲကြိတ်ကြိုက်ပင်စီဟုဆိုကြပေသည်ဤစကားသည်မမှန်ကန်စီလောကနီးယာမှတရားလဲမဟုတ်ချီငွေကိုမမျက်နှိုးငွေကိုမတတ်မှတ်သောကြောင့်ငွေကိုထိမ့်သိမ်းခြင်းမပြုရှာဖွေခြင်းမပြုရှိသမျှကြွယ်ဝမှုတို့ကိုစွန့်လွတ်ပစ်သို့အများအပြားရှိလေသည်ခေါမသာဒိုင်ယိုကြီးနှင့်သည်တာရကတရက်ပင်ဖြစ်သည်ဒိုင်ယိုကြီးနှင့်သည်ဧသင်မြို့၏ပုံတောက်ရေကန်တွင်ရေခွက်ဖြင့်ရေခတ်တောက်နေစဉ်လက်ခုပ်ဖြင့်ရေခတ်တောက်သူတအုပ်ကိုတွေ့လေသည်ခွက်မရှိဘဲရေတောက်လည်းဖြစ်သည်ဟုစိန်စဉ်၍သူ့ရေခွက်ကိုလွှတ်ပစ်လိုက်၏ဥစ္စာတနာမရှိဘဲတဘာဝတိုင်အသက်ရှင်နိုင်ဟုအမြင်ပေါက်ပြီးသူ့စည်းစိမ်ပစ္စည်းမှန်သမျှကိုပေကန်စွန့်ကျဲလိုက်၏သူကိုယ်တိုင်မှမူဧသင်မြို့ရိုးအနီးတွင်ရာဝန်စင်အိုးပဲ့ကြီးတစ်ခုအတွင်း၌နေထိုင်ခဲ့လေသည်တနေ့မြေကြီးပေါ်တွင်တင်ချပု္ပ္ပစာတပွဲတွက်ချက်နေသောဒိုင်ယိုကြီးနှင့်ထံသို့စစ်သူကြီးမဟာအလက်ဆန်ဒရာရောက်လာလေသည်ဒိုင်ယိုကြီးနှင့်အားအလိုရှိရာတောင်းဆိုခွင့်ပြုလေသည်ထိုအခါဒိုင်ယိုကြီးနှင့်ကအရှင်မင်းမြတ်၏အရေးတော်ကကျွန်တော်မျိုးတင်ချတွက်နေသောမြေပြင်ပေါ်ကျနေခဲ့၍အမောင်ကွယ်နေပါတယ်နနေ့ရှိရက်ပေးပါဟုတောင်းဆိုခဲ့သည်လောကကြီးတွင်ဒိုင်ယိုကြီးနှင့်ကဲ့သို့ပုဂ္ဂိုလ်အများပြားရှိလေသည်သူတော်စင်ယဟန္တာတို့ကဲ့သို့စီးစိမ်ဥစ္စာဒနာတို့ကိုမလိုလားငွေကိုမမတ်မောရောင်ရဲတင်းတင်းသူအများပြားရှိလေသည်သို့သောရီမန်းချက်ကြီးမားသူတိုင်းသည်ငွေကိုမတ်တတ်၏ငွေကိုလိုလား၏ငွေကိုရှာဖွေရ၏ငွေသည်သာအရာရာကိုဖြစ်ပေါ်စေနိုင်သောစွမ်းပကားရှိပေသည်ငွေမရှိလင်ဘာမှမဖြစ်ငွေရှိမှအရာရာဖြစ်၏ဖြစ်နိုင်၏ရီမန်းချက်ကြီးမားသူ၏အဓိကနှင့်သာဝရပြဿနာမှာဘယ်သူငွေရှာရမည်ဘယ်သူငွေသုံးရမည်ဟုသောအချက်နှစ်ချက်ပင်ဖြစ်သည်အချို့လူများသည်ငွေရှာတတ်၏သို့သောငွေမသုံးတတ်ချေငွေမသုံးတတ်ဟုဆိုခြင်းထက်ငွေကိုမှန်ကန်စွာအသုံးမပြုတတ်ဟုဆိုခြင်းကပို၍တိကျပေမည်အချို့လူများမှမူငွေကိုသုံးတတ်ကြ၏သို့သောငွေမရှာတတ်ချေလောကလူသားအများစုမှမူငွေကိုရှာလည်းမရှာတတ်သုံးလည်းမသုံးတတ်ကြကြ၎င်းကိုသည်ဘဝတစ်လျှောက်လုံးငွေလောကကြီးမှာမထင်မရှားတာမန်လူသားအနေဖြင့်အသက်ရှင်ရပ်တည်သွားရသည်ငွေရှာနည်းငွေသုံးနည်းသည်ပညာတစ်ခုကျွမ်းကျင်မှုတစ်ရပ်ဖြင့်ဖြစ်လေသည်သို့သောထိုပညာကိုတက်ကြွအောင်မစုံမနစ်စ조사အားထုတ်သူများနည်းပါးလာပေသည်အခြားပညာရပ်များကိုလေ့လာလိုက်စားသင့်တဲ့ကဲ့သို့ပင်ငွေရှာနည်းငွေသုံးနည်းပညာကိုလည်းအားထုတ်လေ့လာလိုက်စားကြိုးပမ်းမှကျွမ်းကျင်နိုင်လေသည်ရင်းကျက်ကိုသဘောပေါက်သူနည်းပါးလာပေသည်လုပ်ငန်းတစ်ခုလုပ်ကိုင်ခြင်းသည်အားကစားပြိုင်ပွဲတစ်ခုဝင်ပြိုင်ခြင်းကဲ့သို့ပင်ဗတ်စုံပြေဝမှုလိုအပ်ပေသည်မြစ်ကူးတရားကြီးတယောင်ယောင်မြင့်မာသောပညာအစစ်နှင့်ဘဟုတုတလိုအပ်တဲ့ကဲ့သို့ဥစ္စာစည်းစိမ်ရှာဖွေရာတွင်လည်းဘဟုတုတနှင့်ပညာကျွယ်ဝမှုလိုအပ်ပေသည်သို့သောရင်းအချက်ကိုစီးပွားရေးလုပ်ငန်းလောက၏ထိုက်တန်းပုဂ္ဂိုလ်တချို့မှသာလွဲနားလေသဘောပေါက်သူနည်းပါးလှပေသည်မြည်သူမဆိုလုံအောင်ယုံထောင်းနိုင်သည်ပွဲယုံထောင်းနိုင်သည်ကုံစုံဆိုင်ဖွင့်နိုင်သည်ဟုသောလူအများစုကယုံကြည်ကြလေသည်ထိုအယူဆတဲ့အယူဆအမှားချလေသည်မျက်မှောက်ကာလတွင်စီးပွားရေးလုပ်ငန်းပညာသည်ပို၍နှရှင်းကျယ်ဝန်းလာ၏ရှေးရခင်ကာလကဲ့သို့တီးခင်းရည်အိုင်လေးတစ်ခုမဟုတ်ချေညောင်ဦးကမ်းပပြိုခြင်းနှင့်သမဏကိုနာမပေါင်ကျိုးခြင်းကိစ္စမဆိုင်ဟုတွက်ဆက်လို့မရသောကာလဖြစ်ပေသည်နယူးယောက်မြို့မှစိတ်ကန်အလုပ်သမားတွေတပိတ်မှောက်လိုက်လို့ဂျပန်မှမော်ဂျိုကားတာယာတွေဈေးကြီးသည်အီတလီမှတရုတ်ပစ္စည်းတွေအယောင်းလိုက်လာခြင်းကအဆက်ဆက်ရှိနေပေသည်ထို့ကြောင့်မျက်မှောက်ခေတ်လုပ်ငန်းရှင်သည်လုပ်ငန်းပမာဏကြီးမားလေလေဘဟုတုတကျွဲဝါလေလေခေသည်အခြားလုပ်ငန်းများမှာအပျော်ရန်သမားသည့်တုံးမပေါက်နိုင်တဲ့ကဲ့သို့စီးပွားရေးလောကမှာလည်းအပျော်ရန်သမားအတွက်နေရာမရှိကြငွေသည်လူအားပျော်ရမှာနေခွင့်ပြု၏ပျော်သလိုနေခွင့်ပြု၏စန္ဒပြေဝစေ၏လိုလားချက်ပြည့်စုံစေ၏သူရဲ့ဇနီးနှင့်မိသားစုအတွက်စိတ်ချမ်းမြေ့စပွဲအိုးအိမ်ဖန်တီးပေးနိုင်၏လွတ်လပ်မှုရှိစေ၏တပါးသူ၏ထိန်ချုပ်မှုကမလွတ်ကင်းသော
သူမမိဘဝကိုမီးပိုင်ဆိုးသောဖြစ်စေ၏ဆင်းရဲမှုအပေါင်း၏အနိဋ္ဌာယုံမှလွတ်ကင်းစေ၏သူသည်ခရီးသွားနိုင်၏ကဘာအနှောင်လဲပတ်နိုင်၏သူရဲ့သားသမီးတွေအားပညာကောင်းကောင်းသင်ပေးနိုင်၏ငွေရှိသမျှအမျှသူရဲ့ဘဝတစ်လျှောက်လုံးတွင်ပို၍မြင့်မားသောလူနေမှုအစစ်မှနေထိုင်နိုင်ပေသည်တက်လန်းနိုင်ပေသည်ကဘာသမိုင်းစဉ်တစ်လျှောက်လုံးတွင်လူအများစုကလူစည်းရဲများသာဖြစ်ကြောင်းတွေ့ရသည်ယင်းတို့သည်ကြက်ရက်စားတဲ့ကဲ့သို့ရှာဖွေစားတောက်အောင်စည်းရဲသူများဖြစ်သည်ငှက်တွေကဲ့သို့နေဖို့ညစာမထားနိုင်လောက်အောင်နွမ်းပေါသူများဖြစ်သည်လွန်ခဲ့သောနှစ်400ကျော်ကာလထက်ခိကမ္ဘာလူဦးရေ90ရာခိုင်နှုန်းသည်ကျွဲချုံးမှစုံမှစစ်သည်များသာဖြစ်လေသည်အုပ်ချုပ်သူလူဒန်းလာသောအတွက်အလုတ်လုတ်မှတိုက်ပွဲဝင်ပေးရသူဖြစ်ပေသည်နဖူးကချွဲခြေမကြအောင်အလုတ်လုတ်ရရင်ရင်းမြစ်ကတော့ပြုအသက်သွေးစတဲ့တိုက်ပွဲဝင်ရခြင်းသည်ငွေမဲ့ဒနမဲ့သောလူထု၏ဘဝဝတ်ကြွေးထိခဲ့ပေသည်စင်းရဲမှုကိုနှိမ့်ကြိုင်မမောစွာချမ်းမြောက်မရှိကြပေဘာမှမရှိတော့မီးလောင်မှလည်းမပူရဘူးတခိုးခိုးမှလည်းမပူရဘူးငါအိမ်မှာတကားပေါက်တောင်မလိုဘူးတက်လာတဲ့လူယူစရာဘာမှမရှိလို့ဟူသောလူပြက်ရဲ့အရွှန်းဖောက်လုံးကဲ့သို့စင်းရဲသည့်ဘဝဘာမှမရှိတာမှပျော်ရွှင်မှုလည်းမရှိစိတ်ချမ်းသာမှုလည်းမရှိဝမ်းပြေမှုလည်းမရှိခြုံစရာဆောင်လည်းမရှိခင်းစရာဖျားလည်းမရှိဝေဒနာစိုးတစ်ခုကတ်ဆိုင်နေတဲ့ကဲ့သို့စိတ်ပြက်စိတ်ကုန်စေရတာရှိလေသည်ကဘာမြို့တိုင်းရွာတိုင်းမှာတကြွအိမ်တကြွရက်ကွက်ရှိတဲ့ကဲ့သို့စင်းရဲသားအိမ်စင်းရဲသားရက်ကွက်လည်းရှိပေသည်စင်းရဲသားရက်ကွက်တွင်အမိုက်တရိုက်ထူပြောအညစ်အကြေးအနှံ့သက်များဆိုးပေသည်ယောဂဗျာထူပြောအတန်ပလန်ညံလွန်ပေသည်ရင်းစင်းရဲသားရက်ကွက်များတွင်ပိတ်မိနေသောမြင့်မြတ်သောလူများရှိတတ်ပေသည်ရင်းလူများအတွက်စင်းရဲသောရက်ကွက်လောကတွင်ရောက်နေခြင်းသည်ငရေးပီရောက်နေတဲ့ကဲ့သို့ဖြစ်သည်တချို့ကြီးမားပြားမားသောမြို့များတွင်စင်းရဲသားရက်ကွက်အခြေအနေမှာစိုးဝါလွန်းလပ်သောကြောင့်ထောင်ထဲရောက်နေတဲ့ကဲ့သို့ပင်တူနေပေတော့သည်အဘယ်ကြောင့်စင်းရဲသားရက်ကွက်မှာနေထိုင်ကြသနည်းလူ90ရာခိုင်နှုန်းသည်ငွေမရှိကြသောကြောင့်ထိုစင်းရဲသားရက်ကွက်လောကတွင်၌ပိတ်မိနေကြလေသည်ငွေမရှာတတ်သောကြောင့်ထိုနွယ်တော့မှလမ်းမတက်နိုင်ကြကြဤစာအုပ်တွင်ဘဝတက်လန်အထွတ်ဆေးရဖြစ်သောငွေဘဝဤအဓိကလိုအပ်ချက်ဖြစ်သောငွေဘဝဤတာယာမှုအပိနိုင်ဆုံးသောငွေရှာဖွေနည်းနှင့်ရင်းငွေကိုအကျိုးရှိအသုံးပြုနည်းတစ္ဆက်ထမ်းဟောတိုးဝအောင်ဆောင်ရွက်နည်းအနှိမ့်ချုပ်ကိုအလဆုံးဖြစ်အောင်တင်ပြထားပါသည်